မလာပါဒီနေ့တော့အခုလက်ရှိတက်နေတဲ့အကြောင်းမှာပေါ့နော်တနေ့တာဘယ်လိုရှိလဲဆိုပြပြပေးပါမယ်ဘာသာတွေတင်ရလဲပြီးတော့ဘယ်ချမ်းနဲ့ဘယ်ချင်းတက်ရလဲပေါ့နော်ပြီးတော့လို့ရှိရင်နားချင်ဘယ်လိုတွေရှိလဲပေါ့နော်ဆိုတော့ပတ်သက်ပြီးတော့ဒီတင်နေတာနေတဲ့တောက်ချာနေတွေပေါ့နော်ဘယ်လိုရှိလဲဆိုတော့ပြပြပေးပါမယ်တို့ဒီစက်မရောက်တော့ကြတော့ဒီ language school နဲ့မတူတာကြတော့ဒီအများအားသင်တဲ့စာအုပ်ကနေတိုင်းနေမတူတော့ပေါ့နော်ဟိုတရက်ကိုသင်တဲ့စာအုပ်လည်းကွဲတယ်လို့သင်တဲ့ဒီအချိန်ကြီးလည်းကွဲသွားပြီပေါ့နော်ဆိုတော့ဒီတင်နေတာနေကနေတောက်ချာနေတွေပေါ့နော်တရားချင်းဟိုဘယ်လိုရှိလဲဆိုပြပြပေးပါမယ်ဒီနေ့ကတော့တင်တာနေဆိုတော့တင်တာနေပတ်သက်တဲ့ဒီအတန်းချိန်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတနေ့တာဗောနော်တင်တာနေနဲ့ပတ်သက်တဲ့တင်တာကိုပြပြပေးမှာဖြစ်ပါတယ်ကဲဆိုတော့အခုကတော့အကြောင်းသွားပါမယ်ကဲအခုကတော့ Spain တင်ရောက်ပြီဗောနော်ဟိုနေတဲ့အိမ်နဲ့ဒီဘူတာနေအရင်ကစပိန်နဲ့လာတာဖြစ်ပါတယ်ဆိုတော့ဒီကတော့တန်နေဗောနော်24နဲ့မ150ပဲပြဖြစ်ပါတယ်ဆိုတော့ရထားကြီးသွားတဲ့ပေါ့နော်ရထားကြီးကရောက်ပါပြီလာလာအောင်ဆောင်ရထားစီဗောနော်ကဲအခုကတော့ရောက်ပြီဗောနော်အခုလက်ရှိတက်နေတဲ့အကြောင်းကတော့ဒီစကာမုံမှာရှိရဗောနော်ဆိုတော့တော်တော်များဆိုဒီတူထဲမှာဆိုတော့ဒီကြောင်းညာတိတယ်ဗောနော်မင်္ဂလာပါတောင်ရောက်ပါပြီမင်္ဂလာပါတော့ကျောင်းသွားလိုက်ပါဦးမယ်ဆိုတော့အခုလက်ရှိဘလို့တက်နေရတော့ဒီကျောင်းပေါ့နော်ဆွနိုင်ဖြစ်ပါတယ်ဆွနိုင်လားစနိုင်လားတော့ကိုလည်းမဖတ်တယ်ပေါ့နော်ညီမစနိုင်လားဖတ်တယ်ဆွနိုင်လားဖတ်တယ်ဘလို့ခေါ်ရတော့ကိုလည်းတခြားမသိဘူးဆိုတော့လက်ရှိဒီကျောင်းမှာတက်တာဖြစ်ပါတယ်အခုကတော့စတဲ့ညနေရောက်ပြီပေါ့နော်ဆိုတော့ပေါ့နော်အခုတို့ဒီနေ့ကနေပထမဆုံးတင်တဲ့အချိန်စောင်းတင်လာပေါ့နော်အခုဒီကတော့တိုင်တူတော့မှရပေါ့နော်ဒါရေးပြီးတော့လို့ရှိရင်ဘူဒီလာပတ်ဒီလာပေါ့မသိဘူးနော်ဒီစောင်းအုပ်တင်ရပါတယ်ဆိုတော့ဒီနေ့ကနေပထမဆုံးအချိန်ကတော့ဒီစောင်းကန်တာဖြစ်ပါတယ်ဒီနေ့မှာဆိုတော့17နာရီ5မိနစ်ကနေ17နာရီ35မိနစ်တင်နေပေါ့နော်ဒီအချိန်တစ်ချိန်ကိုမိနစ်90တင်တာဖြစ်ပါတယ်ဆိုတော့ခဏနေစတဲ့ချိန်ဖြစ်မှာဆိုတော့စားတင်လိုက်ပါဦးမယ်ကဲအခုကတော့17နာရီ35ဖြစ်သွားပြီပေါ့နော်နေ့လည်တာထမင်းစားကြထားပါပြီဆိုတော့စောက်တွေသိပြီးတော့ထမင်းစားဖို့အတွက်ဒီဈေးဝယ်သွားမယ်ပေါ့နော်နေ့လည်တာနားကျင်ကတော့17နာရီ30ကနေ1နာရီ25မိနစ်ပေါ့နော်နေ့လည်တာနားကျင်မိနစ်50ပြည့်ပါတယ်ဆိုတော့အဲ့တော့ဒီမှာဒီထမင်းစားပါကြတော့ရမယ်ပေါ့နော်ဆိုတော့ပေါ့နော်အခုကတော့အများတန်းနေတိုင်းနေ့လိုခေါက်ဆွဲဘူးပဲစားတာများတယ်ပေါ့နော်ခေါက်ဆွဲဘူးစားတော့အဲ့လိုစပင်းကြီးအရန်ကျွတ်တယ်ဆိုတော့လေတက်လို့မျိုးမမေကတော့ခေါက်ဆွဲဘူးမစားပြအောင်ပေါ့နော်နည်းနည်းတော့ပြင်နေပေါ့နော်အခုကတော့မပြောသေးပဲစားနေပေါ့နော်ဒီမှာပေါ့နော်ဒီចောင်းစင်းနေဆိုလို့ရှိရင်လူတွေအရန်များတယ်ပေါ့နော်ဒီငွေရှင်းကောင်တာမှာလည်းအများကြီးလူတွေစောင်းရတယ်ပေါ့နော်ဒီနေ့ကတော့မပြောသေးသေးပဲဝယ်ပြီးတော့နောက်ထပ်ပေါ့နော်တင်မဲ့ចောင်းဆောင်သွားပါမယ်ဆိုတော့အခုဒီချိန်တရားမဲ့အချိန်တော့ဒီအခန်းဖြစ်ပါတယ်ဆိုတော့ပေါ့နော်အခုကတော့နောက်တစ်ချိန်တင်မဲ့အခန်းရောက်ပါပြီဆိုတော့ဒီနေ့ကတော့မပြောသေးပဲစားလိုက်တယ်ပေါ့နော်ဒီနေ့နေခေါက်ဆွဲတရားတော့တော်တော်များများတော့ဒီခေါက်ဆွဲစားကြတာများတယ်ပေါ့နော်ဒီနေ့တော့ကူတဲ့သူတွေများပါတယ်ဆိုတော့ဒီမနက်ခင်းတင်တဲ့အဆောင်လေးပေါ့နော်အခုတင်တဲ့အဆောင်လေးကမတူပါဘူးသူကဟိုစာတင်ရတဲ့အချိန်ကတနေ့နဲ့တနေ့မတူဘူးပေါ့နော်တင်ရတဲ့နေရာတွေကလည်းနေ့မတူဘူးပေါ့နော်ဒါမှမှတစ်ချိန်လုံးပြောင်းနေဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ12နာရီ35နေပေါ့နော်အခု1နာရီ25ထိ QK ပေါ့နော်ပုံစံမျိုးနေ့သားချင်းပုံစံမျိုးမိနစ်50နားပြပါတယ်ဒမင်းတော့ခုတဲ့သူကတော့နဲပါတယ်ခေါက်ဆွဲစားတဲ့သူဒါမှမဟုတ်လို့ရှိရင်ဟိုခေါက်ဆွဲစားတယ်ပြီးတော့အဲ့လိုမျိုးပေါင်းမုံတွေပါတယ်စားတဲ့သူတွေပဲရှိကြတယ်ပေါ့နော်ဆိုတော့ခေါက်ဆွဲဘူးဝယ်တာများတယ်ထမင်းတော့ကိုယ်သူနဲတယ်ပေါ့နော်ဒါဒီလိုမျိုးဖြစ်ပါတယ်ချန်အာယူဖြစ်ပါတယ်ကျွန်တော်6ပါ6ပါ6ပါတော့ကိုအခုစတင်ကြရတော့ဒီဘက်နောက်ကက်ရမှာဆိုလို့ရှိရင်ယာမနိုဒဲလိုင်းပေါ့နော်ယာမနိုဒဲလိုင်းရှိပါတယ်ဘာလို့ဆူကာမိုနဲ့အခုကျွန်တော်ဒီကက်ရလေးဆိုတော့ဒီနောက်မှာဆိုလုံးဝယာမနိုဒဲလိုင်းပေါ့နော်ဒီမှာဟိုစတင်တော့ဆိုရထားတဲ့နေနေကြရထားတယ်မြင်ရတယ်ပေါ့နော်ဆိုတော့အပေါက်ပိတ်ထားတော့ဟိုမဖြစ်ပေါ့နော်အပေါက်လက်ထားတော့ဖြစ်ပါတယ်ဆိုတော့ဒီမှာလုံးဝနဲ့မှာရထားလမ်းပေါ့နော်တဲကြီးပဲဆိုတော့တန်းချိန်စားဖို့အတွက်စောင်းလိုက်ပါအောင်မယ်တန်းချိန်ကတော့1:25မှာစမှာပေါ့နော်ဒါမဲ့ဆရာမ1:20လောက်ဆိုရောက်လိုက်ပါနော်ဆိုတော့အဲ့လိုရောက်တဲ့အချိန်ဆိုလို့ရှိရင်အခုလိုမျိုးဒီအခုကွန်ပျူတာချင်းဆိုတော့လေကွန်ပျူတာလေးတွေကိုအခန်းထဲမှာရှိတဲ့ဒီတယောက်တစ်လုံးလိုက်ဝင်နေပေါ့နော်ခဏနေဆိုလို့ရှိရင်ငါသားသူအများတန်းဝေပေးနေကြပါပေါ့နော်သူကတော့အများတန်းဝေပေးနေဖြစ်ပါတယ်ဆိုတော့ဒါတော့တယောက်တစ်လုံးကြားနေပေါ့နော်ညီကတစ်ခုတိလိုက်ချပြတာဖြစ်ပါတယ်1:25မှာစမှာဆိုပေမဲ့ဒီကွန်ပျူတာတန်းဆိုတော့နည်းနည်းဟိုမစရင်ဂျွန်မီလောက်ရတာရှိရပါပေါ့နော်ဆိုတော့အဲ့ဒါလေးဒီဟိုလိုက်ဝေရတယ်ပေါ့နော်မျိုးပေါ့နော်ဒီအတန်းနေရသူတွေအကုန်လုံးပတ်စုံတယောက်တစ်လုံးပေါ့နော်ဆရာမရုပ်ပါမှာဆိုလို့ဖယ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတယောက်တစ်လုံးထားပြပါတယ်တန်းနေ80ကောင်းနေဆိုတော့တယောက်တစ်လုံးစီပေါ့နော်တယောက်တစ်လုံးစီပေါ့နော်ဒါကျန်တဲ့အချိန်ကတော့အဲ့လိုမျိုးမလိုပါဘူးဟိုအခုပတ်စုံဝင်အချိန်မလိုပေါ့နော်ဟိုကတော့အတန်းချင်းမစားခင်ပေါ့နော်ဒီလိုမျိုးဟိုဒီကွန်ပျူတာလေးတွေကိုပေါ့နော်ဒီကျွတ်တင်ပြီးတော့ပြင်ဆင်ပြီးတော့လောက်ထားရတယ်ပေါ့နော်ဒါမှအတန်းချင်းဆိုင်ဆိုရင်စပြီးတင်မှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်အခုတို့ဒီလိုမျိုးလေးတွေထားပေးထားပါတယ်ကြောက်တစ်လုံးပေါ့နော်ကြောက်တစ်လုံးဖြစ်ပါတယ်ဆိုတော့ခဏနေလို့ရှိရင်တော့ကိုတော့စတားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်စားတင်လိုက်ပါအောင်မယ်2:55ရှိသွားလို့ပေါ့နော်တိုင်းကျပြီးသွားပါပြီ
တန်းရတဲ့ချိန်ကိုမိနစ်90တင်ရတယ်ပေါ့နော်ဆိုတော့တနိုင်25နေဆန်ရတာစစ်စစ်နိုင်25မိနစ်ကနေ9နိုင်55ကြီးပေါ့နော်တန်းရပြီးတော့ပါလေဆိုတော့ပြန်ပါမယ်9နိုင်55ဆိုတော့ဒီဘယ်အခန်းပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးចောင်းစင်ပါပြီဒီစပိန်ထားတဲ့နေရာတန်တယ်ပေါ့နော်တခြားနေရာတွေတော့မသိဘူးအကိုတို့တွေ့ဘူးတဲ့မှာဒီစပိန်ထားတဲ့နေရာအရန်တန်တယ်ပေါ့နော်24နိုင်မှာ150ပဲပြရတာဆိုတော့ဒီနေ့မှာပေါ့နော်ကန်ဆိုးတာပေါ့နော်မနေ့ကမှစပိန်ဟိုမှာဖြစ်တယ်ဆိုပြီးတော့လေရော့ရယ်ဆိုပြီးတော့ကျွတ်တွေပါတယ်တစ်ဝယ်ပြီးတော့ပေါ့နော်ဟိုကလဲထားတာအခုတော်တော်လေးကိုလေးပေါ့နော်ပြားဝချက်နေပါပြီတခါမှလို့မဖြစ်ဘူးပေါ့တကယ်လုံးဝပြားချက်သွားပါပြီဆိုတော့တွန်းပြဖို့ပဲရှိတော့ရပေါ့နော်ကဲဆိုတော့စပိန်ကတော့တွန်းပြရတော့မယ်ပေါ့နော်လုံးဝလေးရတစ်စက်မှမပါတော့ပါဘူးနော်တွန်းပြရမှာဖြစ်ပါတယ်။ဟုတ်ဆိုတော့အကိုတို့အခုနေတဲ့နေရာနဲ့ဒီကျောင်းသွားတဲ့နေရာအရန်ဝေးတယ်။ပြီးတော့အကျောင်းဒီဝေးရတယ်။တရားနေဒီဓာကြီးသွားတာကိုအချောင်း40လောက်ရှောက်ရတယ်ပေါ့။စပိန်ရှိမှအဆင်ပြေပါလား။ဆိုတော့ဒီနေ့ကတော့ဘေးပေါက်သွားဆိုတော့တွန်းပြလိုက်ပါအောင်နော်။ဆိုတော့တွန်းလိုက်မှာပေါ့နော်။ဒီကတော့ကျွန်တော်တို့ဒီလိုမျိုးရိုက်မယ်ဆိုတဲ့နေ့ကြမှာပေါ့နော်။စပိန်ပေါက်ရင်ပေါ့နော်။စပိန်ဝင်ပြန်ဖာရပါတယ်။ဒီလိုပေါ့နော်။ကဲအခုကတော့ခုမှအိမ်ပြန်ရောက်တယ်ပေါ့နော်ဟိုစပိန်ပေါက်တဲ့နေ့စပိန်ပေါက်တယ်လို့ပဲထင်တာပေါ့နော်ဒါပေမဲ့ဟိုလမ်းမှာစပိန်ပြည်တိုင်းရှိလို့စပိန်ပြည်တိုင်းရှိလို့ပေါ့နော်တခါတည်းဝင်ပြီးတော့စစ်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့မှာစပိန်ရဲ့ကျွတ်တွေရောတရားရောအကုန်လေးလဲရတာပေါ့နော်ကျွတ်လည်းမကောက်တရားအကုန်တပိန်တော့အကုန်လေးလဲရဆိုတော့ပတ်စံဖြစ်တဲ့ကြားရတယ်ပေါ့နော်တောင်းတစ်ထောင်ပေါ့နော်တောင်းတစ်ထောင်နေပါကုန်သွားပါလေဆိုတော့ပြန်ရောက်တာလည်းပုံမှန်ဆိုရင်၄နိုင်ဆိုပြန်ရောက်တယ်ပေါ့နော်အခုတော့ခွန်နိုင်ထိုးတယ်ပေါ့နော်တော်တော်လေးအချိန်ပေးရပါတယ်ဆိုတော့ဒီနေ့ကတော့ပြန်ရောက်ပြီပေါ့နော်ဒီနေ့ကတော့ဒီနေ့အတွက်အချိန်တွေကတော့ဘယ်လောက်ပါလဲဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်